ညာဘက်မှာတော့မင်းကလေးဟာခင်ဝင်းဖြစ်သူနဲ့အတူအဖွားကိုအိမ်ပြန်လိုက်ပို့ပေးခဲ့ပါတယ်အဖွားကပြန်ခါနီးမှာမင်းကလေးကိုမင်းယောက်ျားကမင်းကိုတကယ်လို့နှိပ်စက်ရရင်နားကိုသာပြောအဖွားကမင်းကိုစားသူ့ကိုပညာပေးလိုက်မယ်လို့မှာကြားခဲ့ပါတယ်အဖွားကိုပို့ပြီးလို့တားပေါ်ရောက်တဲ့အခါခင်ဝင်းဖြစ်သူကအဖွားကမင်းကိုဘာဒီမှာလိုက်တာလဲလို့မေးပေမဲ့မင်းကလေးကတော့ရှင်သိစရာမလိုပါဘူးလို့ပြန်ဖြေပြီးကြိတ်ပြောင်နေခဲ့ပါတယ်နောက်တနေ့စီးရုံမှာအလုပ်လုပ်နေတုန်းမှာတော့မင်းကလေးဟာလူနာတယောက်ရဲ့စစ်ဆေးချက်ရလဒ်မှာပုံမှန်မဟုတ်တာဘာမှမရှိဘူးလို့ပြနေပေမဲ့တခုခုတော့မားနေပြီလို့သူမရဲ့အလိုလိုသိစိတ်ကခံစားနေရပါတယ်။ဒါကြောင့်သူမကလူနာကိုခင်မွန်းဖြစ်သူအထူးကုဆရာဝန်ကြီးပြန်လာတဲ့အထိစောင့်ဖို့ပြောပေမဲ့လူနာကတော့စိတ်တူပြီးထွက်သွားဖို့လုပ်ပါတယ်။မင်းကလေးဟာခင်မွန်းဖြစ်သူစီအမြန်အကူအညီတောင်းလိုက်ရပြီးခင်မွန်းဖြစ်သူကလည်းမက်ဆေ့ရတာနဲ့ချက်ချင်းပြေးလာခဲ့ပါတယ်။မင်းကလေးဟာလူနာကိုအမြန်ပြန်ခေါ်လာပြီးခင်မွန်းဖြစ်သူကစစ်ဆေးကြည့်တဲ့အခါမှာတော့တကယ်ပဲစစ်ဆေးချက်ရလဒ်မှာမားယွင်းနေတာကိုတွေ့လိုက်ရပါတယ်။ခင်မွန်းဖြစ်သူကလူနာကိုခွဲစိတ်မှုအသေးစားလေးတစ်ခုပဲလုပ်ဖို့လိုတယ်လို့နှစ်သိမ့်ပေးလိုက်တဲ့အခါလူနာဟာအမှန်တရားကိုသိသွားပြီးကျေးဇူးတင်စကားပြောပါတယ်။ဒါပေမဲ့ခင်မွန်းဖြစ်သူကကျွန်တော်ကိုကျေးဇူးတင်မနေပါနဲ့ဒီမင်းကလေးကိုသာကျေးဇူးတင်လိုက်ပါသူကဒါဒီအမားကိုအချိန်မီမတွေးခဲ့ရင်ခင်ဗျာဆေးရုံကနေဆင်းသွားမိတော့မှလို့ပြောလိုက်ပါတယ်အဲ့ဒီအခါကျမှလူနာဟာလည်းမင်းကလေးကိုအလေးအနက်တောင်းခံခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ခင်မွန်းဖြစ်သူကစေးပညာစာအုပ်လေးအုပ်ယူလာပြီးမင်းကလေးကိုစာများများဖတ်ဖို့တိုက်တွန်းပါတော့လေဒါပေမဲ့မင်းကလေးကတော့ဖုန်းထဲထိုင်ကစားနေပြီးသူ့ကိုဂရုမစိုက်ပါဘူးခင်မွန်းဖြစ်သူကဖုန်းကိုအတင်းလုယူပြီးမင်းမဆေးပတ်ဆိုင်ရာစောင်းမဲရှိသေးတယ်နော်လို့တတိပေးလိုက်တဲ့အခါမင်းကလေးဟာဆိုဖာပေါ်မတ်တက်ရက်ပြီးစိတ်တူတူမဲ့အိမ်မှာဆိုရင်ကျမကရှင်မင်းမလေးဘာလို့ကောင်းကောင်းအနားမယူရတာလဲလို့အော်ဟစ်ပါတော့လေဒါပေမဲ့ခင်မွန်းဖြစ်သူကတော့စာဖတ်ဖို့ပဲဆိုအတင်းပြောနေပါတယ်မင်းကလေးဟာဆိုဖာပေါ်လဲချလိုက်ပြီးဖျားသခင်ကြီးဒီယောက်ျားကြီးကိုပြောင်းလဲပြီးပါတော့လို့ဆိုတောင်းနေပေမဲ့ခင်မွန်းဖြစ်သူကတော့အဲ့ဒါမဖြစ်နိုင်ဘူးလို့ပြန်ပြောပါတယ်နောက်ဆုံးမှာတော့မင်းကလေးဟာမုံတွေဆိုင်ရင်ညနေတဲ့အထိစာဖတ်ထည့်ရပါတယ်သူမဟာစာဝဲပေါ်မှာတင်အိပ်ပျော်သွားခဲ့တယ်အဲ့ဒီအချိန်မှာခင်မွန်းဖြစ်သူကအနားကိုလာပြီးသူမလက်ထက်ကဘောပင်ကိုယူလိုက်ကသူမမျက်နှာမှာဘောပင်မင်ကိုပေးနေတဲ့အကြောင်းပြောပြပါတယ်မင်းကလေးဟာသူမရဲ့လက်ပေါ်ကိုတွေးထွေးပြီးမျက်နှာကအစွန်းထားကိုတုပ်လိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့ခင်မွန်းဖြစ်သူကတော့အရန်ကိုယွန်းရှာသွားပါတော့တယ်မင်းကလေးကပြုံးပြီးရှင်ကကျမကိုယွန်းရဲတယ်ပေါ့လीလို့ပြောကသူမရဲ့တွေးပေးနေတဲ့လက်ချောင်းနဲ့ခင်မွန်းဖြစ်သူကိုလိုက်တော့ဖို့လိုပါတော့တယ်ခင်မွန်းဖြစ်သူဟာလန့်ဖြန့်သွားပြီးအခန်းထဲကိုအမြန်ပြေးဝင်သွားတဲ့အခါမင်းကလေးကရဲမော်ရင်နောက်ဆိုကျမကိုစားဖတ်ဖို့အတင်းမတိုက်တွန်းနေတော့နော်လို့လမ်းအောင်ပြောလိုက်ပါတော့တယ်နောက်တနေ့မှာတော့မင်းကလေးဟာသူမရဲ့ခင်မုန်းကိုအင်ခေါ်ပြီးဖခင်ဖြစ်သူနဲ့အတူညစာစားခဲ့ကြပါတယ်။သူမဟာခင်မုန်းဖြစ်သူကိုဂရုတစိုက်နဲ့ဟင်းတွေခွန်ကြွေးရင်ဒါကရှင်ကကျမကိုခွန်ကြွေးခိုင်းလို့ကြွေးတာနော်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့ဖခင်ဖြစ်သူကတော့ငါတနီကအရင်ဆုံးခိုးစားတာပါလို့ဖော်ကောင်လုပ်လိုက်တဲ့အခါမင်းကလေးကစိတ်တူတူနဲ့အဖေသမီးကဘယ်သူမို့လို့လဲလို့ပြန်မေးပြီးရဆိုင်လိုက်ပါသေးတယ်။ညနေပိုင်းပြန်မှာတော့ဖခင်ဖြစ်သူကအာရင်အင်ကိုမချခဏလာလေးဖို့မှာကြတဲ့အခါသူမကနေတိုင်းရစာလာစားမယ်လို့ကတိပေးခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့မင်းကလေးဟာမူးနေခဲ့ပြီးဖြစ်ပေမဲ့သူမကတော့လုံးဝမမူးဘူးလို့ညင်းနေခဲ့ပါတယ်။ဒါဒီမကားသေးပဲခင်မွန်းဖြစ်သူရဲ့ရှေ့မှာတင်ကားပြပါသေးတယ်။သူမရဲ့ချစ်စရာကောင်းပြီးရိုးသားလာတဲ့ပုံစံလေးကိုကြည့်ရင်ခင်မွန်းဖြစ်သူဟာမပြုံးမဲမနေနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ကားပြန်နေတော့မှပဲမင်းကလေးဟာခြေထောက်ခောက်သွားခဲ့ပါတယ်။ခင်မွန်းဖြစ်သူကအမြန်လေးရေခဲအိတ်ယူလာပြီးသူမရဲ့ဖနက်ကိုချွတ်ပေးကခြေချင်းဝတ်ကိုရေခဲအိတ်နဲ့ဖိပေးပါတော့တယ်။သူကဂရုစိုက်ဖို့တတိပေးနေပြီမိမင်းကလေးကတော့သူမရဲ့ခင်မွန်းကိုကြည့်ပြီးပြုံးနေခဲ့တယ်။အဲ့ဒီအချိန်မှာခင်မွန်းဖြစ်သူကအရန်ကိုချောနေတယ်လို့သူမခံစားနေရတာပါ။ခင်မွန်းဖြစ်သူကတော့ခြေထောက်နာနေတာကိုဘာလို့ပြုံးနေတာလဲလို့အန်တော်တကြီးမင်းနေခဲ့ပါတယ်။ခင်မွန်းရဲ့ဂရုစိုက်မှုကြောင့်မင်းကလေးရဲ့ခြေထောက်ဟာပြန်တောင်းလာခဲ့ပြီမဲ့သူမကလမ်းမလျှောက်ချင်တော့ပဲခင်မွန်းကိုကြည့်ခိုင်းပါတော့တယ်နောက်ဆုံးမှာတော့ခင်မွန်းဖြစ်သူကသူမကိုပို့ကြည့်ပြီးအိမ်ထဲကိုဝင်လာခဲ့ရတယ်မင်းကလေးကတော့ပျော်လုံးလို့ခင်မွန်းရဲ့နားရွက်ကိုတောင်ကွက်လိုက်ပါသေးတယ်နောက်တစ်နေ့မနက်နိုးလာတဲ့အခါမှာတော့မင်းကလေးဟာမင်းညကသူမလုပ်ခဲ့တဲ့လုပ်ရတွေအတွက်နောက်တာရနေပါသည်ဤခန်းထဲကိုထွက်လာတဲ့အခါခင်မွန်းဖြစ်သူကမနက်စာအစင်တင်ပြထားတာကိုတွေ့ရလို့ရှက်ကူးရှက်ကန်းနဲ့နှုတ်ဆက်လိုက်ပါတယ်ခင်မွန်းရဲ့နားလေးကိုကြည့်ပြီးသူမစိတ်မကောင်းဖြစ်နေတော့မှပဲထူးထူးဆန်းဆန်းမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့စာဝဲခြေထောက်တွေမှာအခြေအိတ်တွေဆွထားတာပါပဲအဲ့ဒီတော့မှသူမတတိယသွားတာကမင်းညကသူမမူးနေတော့မှအခုကဆောင်းတွင်းရောက်ပြီးစာဝဲကြီးလိုက်ချမ်းနေမှာပေါ့ဆိုပြီးခင်မွန်းကိုအတင်းအကျပ်အခြေအိတ်တွေဆွတ်ခိုင်းခဲ့တာပါသူမရဲ့ထူးဆန်းတဲ့လိုရက်တွေကိုပြန်တွေးမိပြီးသူမအကြီးအကျယ်ရှက်သွားပါတော့တယ်ခင်မွန်းဖြစ်သူကသူ့ရဲ့နားရွက်ကိုပြတဲ့ခါမှာလဲသူမကတောင်းပန်စကားပြောပြီးနောက်နောက်အရက်မတောက်တော့ဘူးလို့ကတိပေးလိုက်ရပါတယ်ဆေးရုံမှာအလုပ်ပြန်လုပ်တဲ့အခါလို့ဖော်ကွက်ကွက်တွေကခင်မွန်းဖြစ်သူရဲ့နားရွက်မှာအကွက်ခံထားရတဲ့တိုက်ရာကိုတတိထားမိသွားကြပါတယ်သူကတော့ကြောင်းကြိုက်တာပါလို့မဲလိမ်ပြောလိုက်ပြီးမဲ့သူ့နောက်မှာရှိနေတဲ့ဇနီးတွေကတော့ရှင်ကတာဦးကြောင်းကြီးပါလို့စိတ်ထဲကနေချိန်ဆနေခဲ့တယ်အဲ့ဒီနောက်မှာတော့မင်းကလေးဟာလူနာတယောက်ကိုပုံမှန်စစ်ဆေးမှုတွေလုပ်ပေးနေတော့မှအဲ့ဒီလူနာကသူမကိုနောက်ဆက်ဆောက်ကဖို့ကြိုးစားပါတယ်စိတ်ကူသွားလေးမင်းကလေးဟာလူနာရဲ့လက်ကောက်ဝက်ကိုအားနဲ့လင်းချပြလိုက်ပါတယ်ဒီကိစ္စကြောင့်သူမဟာဆေးရုံကိုကြီးရဲ့အပြစ်တင်ခြင်းကိုခံရပါတော့တယ်ခင်မွန်းဖြစ်သူရောက်မလာခင်အထိသူမဟာဘာမှမှားတယ်လို့မထင်ပဲတင်းခံနေခဲ့တာကအချင်းကြီးကိုတီးသွားတဲ့အခါခင်မွန်းဖြစ်သူကသူမဘာကနေအပြေးဝါရက်တီးပေးခဲ့ပါတယ်ဒါပေမဲ့ဇနီးတဲ့ရဲ့အလုပ်ကိုထိုက်ခိုင်မှစိုးရင်တာကြောင့်သူကပဲဇနီးတဲ့ရဲ့ကိုစားလူနာကိုတောင်းပန်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ခင်မွန်းဖြစ်သူဟာဇနီးတဲ့ကိုစားလူနာကိုတောင်းပန်စကားပြောပေးပြီးမြင်တကယ်တမ်းမှာတော့လူနာကိုအဆက်ခွဲလိုက်တာပဲဖြစ်ပါတယ်သူဟာလူနာကသူ့ဇနီးကိုနှုတ်ဆက်စော်ကားခဲ့တဲ့အကြောင်းစုံကိုလူနာရှိတင်ဖွင့်ချလိုက်ပါတယ်ဆေးရုံအုပ်ကြီးကသူ့ကိုစီကားမဲ့စကားပြောတယ်ဆိုပြီးချိန်ပေါင်းပြီးမြင်အမျိုးသားကတော့လူနာကသူတို့ကိုခွင့်မလို့မချင်းဒီတောင်းပန်စာကိုအွန်လိုင်းပေါ်တင်ထားမယ်လို့ပြောလိုက်တဲ့အခါမှာတော့နောက်ဆုံးမှလူနာဟာကြောက်ပြီးသူတို့ကိုခွင့်လို့ကြောင်းပြောလိုက်ရပါတော့တယ်မင်းကလေးကတော့ခုနကသူခင်မွန်းရဲ့ပုံစံဟာအရန်ကိုမိုက်လွန်းတယ်ဆိုပြီးလက်မထောင်ပြကချီကျူးနေခဲ့ပါတယ်တကယ်လို့ခင်မွန်းဖီသူကဒါလူနာကိုတကယ်တောင်းပန်ခဲ့ရင်သူ့ကို3ရက်လောက်စကားမပြောဘဲနေမလို့ပါတယ်ရလက်ကိုသူမအရန်ကျင်းနေသွားပါတယ်ခင်မွန်းဖီသူကတော့ဆေးရုံမှာသူ့ကိုဇရာလိုပဲခေါ်ဖို့နဲ့သူတို့လင်မယားဆိုတာကိုဘယ်သူမှမသိစေဖို့တတိပေးပေမဲ့မင်းကလေးကတော့တကယ်လို့တယောက်ယောက်ကကျမကိုရှင်းနဲ့ပတ်သက်ပြီးရိုင်းတယ်လို့ပြောလိုက်ရင်လူအလုံးရှိမှရှင်ကိုယောက်ျားလို့အော်ခေါ်ပြမယ်လို့ပြန်ချင်းချောက်ပြီးသူနောက်ကနေယောက်ျားလို့တကောက်ကောက်လက်ခေါ်နေပါတော့တယ်
နေ့လယ်ပိုင်းမှာတော့သူမရဲ့တငယ်ချင်းကဆေးရုံတရုံလုံးတောင်းပန်စကားကြောင့်တီးကုန်ကြပြီဖြစ်လို့ဇနီးကိုကာကွယ်ပေးတဲ့ခင်မုံမျိုးရထားတဲ့သူမကိုအားကြနေကြောင်းပြောပါတယ်ဒါပေမဲ့မိန်းကလေးကတော့ဘာမှမထူးခြားပါဘူးအိမ်မှာဆိုရင်သူ့အနာကတာနဲ့သူကလန့်ပြီးဘာမှလုပ်ဖို့ညင်းနေတာလို့ညီးပြလိုက်ပါတယ်နောက်ပိုင်းမှာတော့မိန်းကလေးကအိမ်မှာခင်မုံရှိကနေဆေးပညာတွေသင်ယူပါတယ်ခင်မုံဖြစ်သူကတခြားရှင်းပြနေပြီးမြဲသူမကတော့ခင်မုံရဲ့ချောမောလေးမျက်နှာကိုပဲစိုက်ကြည့်နေခဲ့တယ်သူမစိုက်ကြည့်လို့ခင်မုံဖြစ်သူဟာရှက်ပြီးနာရွက်တွေတောင်နီးရဲလာခဲ့ပါတယ်သူမဟာနေခင်ကတငယ်ချင်းနဲ့ပြောခဲ့တာကိုတတိယသွားပါတယ်တငယ်ချင်းကမြန်မြန်ဟင်းအတူတူချက်လိုက်တော့လို့အကြံပေးခဲ့တာပါအဲ့ဒီဟင်းချက်တယ်ဆိုတာကသူတို့နေအောင်ကြားကရိုမန်တစ်ဆန်နဲ့အနီးကပ်ဆက်ဆံရေးကိုဆိုလိုတာပါဒါကိုမိန်းကလေးကပျော်ပျော်ကြီးသဘောကျသွားပါတယ်ညဘက်မှာတော့ရေချိုးပြီးခါစားခင်မွန်ဖီတူကိုကြည့်ပြီးကျမနဲ့ဟင်းအတူတူချက်မလားလို့ပြုံပြီးမိလိုက်ပါတယ်ခင်မွန်ဖီတူကတော့တကယ်ဟင်းချက်ခိုင်းတဲ့အထင်နဲ့မင်းပိုက်ဆန်နေလို့လားလို့ပြန်ပေးပါတယ်မိန်းကလေးမှာတော့ဘာပြန်ပြောရမှန်းမသိအောင်ရှက်သွားရပါတယ်ခင်မွန်ဖီတူကသူမအတွက်တကယ်ပဲစားစရာတွေပြင်ဆင်ပေးဖို့လုပ်နေတာကိုမြင်တော့သူမအမြန်တားလိုက်ပြီးဝန်နန်းပန်နန်းနဲ့အခန်းနဲ့ပြေးဝင်သွားပါတော့တယ်နောက်တနေ့စေယုံမှာတော့မိန်းကလေးဟာချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီးစကားပြောနေခဲ့ပါတယ်ခင်မွန်ဖီတူနဲ့လို့ဖော်ကွိုင်းပွဲတွေရောက်လာတဲ့အခါလို့ဖော်ကွိုင်းပွဲကမိန်းကလေးဟာကလေးတွေကိုအရင်ချစ်တာပဲလို့ပြောပါတယ်မိန်းကလေးကလည်းနောက်ချရင်ကလေးရှေ့ရောက်လောက်ယူမယ်လို့ပြောလိုက်တဲ့အခါခင်မွန်ဖီတူရဲ့ပြပြတဲ့ဖြစ်သွားတဲ့ပုံစံကြောင့်လူတိုင်းအံ့တော်သွားကြပါတယ်မိန်းကလေးကဘာလို့ဒီလောက်တောင်လန့်သွားတာလဲလို့ရဲပြီးမိလိုက်တဲ့အခါသူကကိစ္စရှိလို့ဆိုပြီးအမြန်ထွက်သွားပါတော့တယ်ဒါပေမဲ့ညဘက်မှာတော့အဲ့ဒီကောင်လေးဟာစေယုံလူနာဆောင်စင်ကလန်မတယောက်ထဲထိုင်နေတာကိုသူတို့နှစ်ယောက်လုံးတွေ့လိုက်ရတယ်ကောင်လေးရဲ့အမေဟာအသေးတန်ခါနာနေလာဖြစ်ပါတယ်ခင်မွန်ဖီတူကသူ့အမေကိုအကောင်းဆုံးကုသပေးမယ်လို့ကောင်လေးကိုကတိပေးပြီးနေသိမ့်လိုက်ပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးကလည်းခင်မွန်ဖီတူရဲ့ခံစားနေရတဲ့ဖြစ်အားတွေကိုနားလည်ပေးနိုင်ခဲ့ပါတယ်သူမဟာလည်းကောင်လေးနဲ့အတူငိုကြွေးရင်ကောင်လေးကိုအားပေးနေသိမ့်ပေးခဲ့ပါတော့တယ်